CD YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့နော်Sakura လေးနဲ့ဆက်ဖြစ်ပါတယ် reply ပြန်ပေးပါပါပေါ့နော်ဗီဒီယိုလေးမစခင်မှာလည်း like and subscribe လုပ်ခဲ့ပေးဖို့လည်းမမေ့ခဲ့ပါနဲ့နော်ကဲဒါဆိုဆက်လိုက်ကြအောင်သူကတော့နော် Blackpink concert လေးတက်ပြရပါဆိုဒီနေ့တော့ဖြစ်ပါတယ် Blackpink concert ဆိုတက်ပြရနော်ဒီဆို menu လေးထဲဝင်ပါမယ်ဒီ props ထဲဝင်ပါမယ်ပေါ့နော်ပြီးလို့ရှိရင် search by props ID လေးဝင်ပါမယ်ID နံပါတ်လေးရတော့ဗောနော်361625863512လေးဖြစ်ပါတယ်။ Okay လို့နှိပ်ကြရပါတော့။ Blackpink ID လေးလုပ်ပြီးပြီဆိုတော့ရှင်ကားပေါ်တက်ကြရအောင်။ Blackpink concert လေးရတော့ဒီနားမှာပေါ့နော်။ဒီနားမှာဆိုလို့ရှိရင်နာမည်လေးပေါ့နော်ပြီးရင်တော့ Twilight လေးပေါ့နော် Twilight ကျတော့ဒီထဲမှာပေါ့နော်သုံးခုရှိပါတယ်ပေါ့နော် Twilight ပြီးလို့ရှိရင်ဒီနားမှာကျတော့ Blackpink concert လေးပေါ့နော်ဒီနားလေးမှာဒီမှာတော့ Blackpink concert လေးပါရှင့်မိုက်ပါတယ်ပေါ့နော်အရင်လေးကိုမိုက်တယ်Jack Pan နဲ့အပေါ်သွားမှာပဲရပါတော့ဒီလိုသွားလို့မရပါဘူးဒီမှာပေါ့နော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးအရင်ကျေးဇူးတင်ပါတယ်ပေါ့နော်